CB band tenne nizoma shini bare ho ya wa nizoma CB band tenne nizoma shini nizoma CB band shiniမြန်မာစစ်တပ်နဲ့အိုးအိမ်ဦးစီးဌာနတို့ကအဆင့်ဆင့်သိမ်းယူထားတဲ့ဗိုလ်တထောင်က290ခရမ်းမြေကွက်35ခွက်ကိုဥပဒေနဲ့အညီအမြန်ဆုံးပြန်ပေးဖို့မြေပိုင်ရှင်45ယောက်လောက်ဟာမေ14ကတောင်မွေဦးချမောင်အိမ်ယာကနေပြည်သူဟစ်တိုင်အထိလမ်းလျှောက်ဆန္ဒပြခဲ့ကြပါတယ်။မြေပိုင်ရှင်913ယောက်ရဲ့ဒီမြေကွက်တွေကိုတပ်မတော်ကဥပဒေမဲ့သိမ်းယူထားတာဟာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ပြောနေတဲ့ပြည်သူတွေရဲ့အသက်အိုးအိမ်စီစဉ်ကိုကာကွယ်ရမယ်ဆိုတာနဲ့တလွဲစီဖြစ်နေတယ်လို့ဦးမြင့်အောင်ကပြောပါတယ်။ဒါကြောင့်ကိုယ့်စကားကိုတာဝန်ယူမယ်ဆိုရင်တိမ့်ထားတဲ့မြေတွေပြန်ပေးဖို့လိုတယ်လို့လည်းဆိုပါတယ်။1948ခုနှစ်တုန်းကစစ်လက်နက်တိုးလောင်ယုံစောက်ဖို့မြေပိုင်ရှင်တွေစီကနေစစ်တပ်ကတရားဝင်မြေငှားရမ်းခဲ့ပေမဲ့1990ရောက်မှာတော့ဥပဒေမဲ့သိမ်းယူခဲ့တယ်လို့ပြောပါတယ်။အဲဒီနောက်ပိုင်းဝါဝဝင်းအေဒင်ယူဇနာရွှေတန်လွင်စတဲ့ကုမ္ပဏီတွေကိုရောင်းချပြီးအဆောက်အဦတွေဆောက်လုပ်စေတာဟာစီပင်ခွင့်ပြုချက်မရှိဘဲအိုးအိမ်ရဲ့ခွင့်ပြုချက်သက်သက်ဖြစ်တာမို့ဥပဒေနဲ့မညီဘူးလို့ဆိုပါတယ်။လွတ်တော်မှာဆောက်လို့ရဒုဝန်ကြီးဦးစိုးတင်ကနေလိန်ညာပြီးတော့ပြီးခဲ့တဲ့ပတ်လွတ်တော်မှာပြောသွားတယ်ကျွန်တော်တို့မြေပိုင်ကျွန်တော်တိုက်ခန်းနေပေးထားတယ်တဲ့တပေပတ်လည်းဝမ်းစီကပြို4000လုံးနဲ့လည်းဆောင်ရွက်ထားပါတယ်မြေပိုင်ရင်းနဲ့ညှိပြီးဘယ်မှာညှိတာလဲဘယ်မှာပေးတာလဲလိန်ညာပြီးတော့လွတ်တော်မှာပြောတယ်ကျွန်တော်တို့ဘာမှမရသေးဘူးယနေ့ထိညှိနှိုင်းရလည်းမရှိဘူးစစ်ဖြစ်နေတဲ့အချိန်1949မှာဇန်နဝါရီလ1ရက်နေ့မှာနိုင်ငံနေနဲ့စစ်ဖြစ်တဲ့စစ်လက်နက်တွေလိုအပ်တယ်တပ်မတော်ကရေးပေါ်ဥပဒေပုံမှန်နေနဲ့သိမ်းပြီးတော့စစ်လက်နက်ကူတောင်တွေစောက်တာနော်သိမ်းတာမဟုတ်ငှားရမ်းတာငှားရမ်းပြီးစစ်လက်နက်ကူတောင်တွေစောက်တာအဲ့ဒါဝန်ကြီးဌာနကဂီးကိုမဆိုင်ဘူးအချိန်မှာတာမန်ဂီးကိုမဆိုင်တော့ဘူးဘာလို့လဲသူတို့ကထင်တာဒီကောင်တွေကလွတ်တော်မှာပြောချင်တာပြောတာငါတို့ကိုရေးယူတာမဟုတ်ဘူးဆိုတဲ့အတွက်အောက်မှာအနိုင်ကျင့်နေတာယနေ့ထိပဲစူရန်ပေ600ရှိတဲ့တိုက်ခန်းတွေအစားပြန်ပေးမယ်လို့သက်ဆိုင်ရာကပြောထားပေမဲ့စာချုပ်စာတမ်းနဲ့ပြုလုပ်ဖို့ပုံမြေတွေကိုရော်ချင်းညှိနှိုင်းဖို့အတွက်အိုးရင်အကြီးအကဲတွေနဲ့ဆွေးနွေးနိုင်ရေးမြေပိုင်ရှင်တွေကတောင်းဆိုထားပါတယ်စစ်တပ်ကမြေကိုသိမ်းအိုးရင်စီတဆင့်လွှဲပြီးပြည်သူမြေတွေကိုရောင်းစားတဲ့လုပ်ရဟာကလိန်ကကြစ်ကြတာမို့သမရစီစာတင်ထားပေမဲ့ဘာမှအကြောင်းပြန်တာမရှိဘူးလို့ဦးမောင်မောင်ကပြောပါတယ်။နိုင်ရတဲ့မြေတွေကိုတနေ့တစ်ချိန်ကပြန်ပေးပါမယ်လို့စစ်တပ်ကပေါ်ရတော့အရာရှိရပြောခဲ့ပါတယ်။အဲ့လိုပြောခဲ့ပြီးမှစစ်တပ်ကရပြန်မပေးဘဲနဲ့ဘလူးလွှဲခဲ့တယ်ဆိုပေါ်ရတော့အရာရှိရအိုးရင်ကိုလွှဲခဲ့ပါတယ်။သူတို့ရဲ့ဒါမြေတွေပါနော်ဒါတက်လောက်ကြံပြီးတော့သူတို့လောက်တာပါနော်ကလစ်ကြစ်ကြတာပါကလစ်ကြစ်ကြပြီးတော့သူကအဲ့ကုမ္ပဏီကိုရောင်းစားတာပါကျွန်တော်တို့နိုင်ငံတော်ကောင်စီကိုစတင်ပါတယ်ဦးသိန်းစိန်ကိုရှိကိုစတင်ပါတယ်ရည်ကြီးစားတဲ့အကုန်ကျွန်တော်မှရှိပါတယ်ဒီနေ့တိုင်းဘာအကျိုးကြောင့်မှမပြန်ပါရောပြန်ပေးမယ်လို့လည်းမပြောပါဘူးသူတို့ဝင်ကြီးတွေညှို့ထုတ်တွေပြည်လူရဲ့အိုးရင်စီးစိမ်တွေကိုယနေ့ရောင်းစားပြီးတော့သူတို့တွေဘာလုပ်လဲဖို့ရောင်းစားတဲ့လူတွေကိုနိုင်ငံတော်ကဘာဖြစ်လို့မဖမ်းတာလဲဒီလူတွေပါဥပဒေမရှိလို့လားဒါကိုကျွန်တော်သိချင်ပါတယ်